วันนี้น้องนกยิ้มแป้นมาเลยสอง အားလုံးပဲမင်္ဂလာပါရှင်အခုဆိုလို့ရှိရင်ဝက်ဆက်ဝါနာအားလုံးဖုန်ကြီးတော့ဖုန်ကြီးတောင်းဝင်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကဆိုလို့ရှိရင်ညီမတို့ဒီဝက်ဆက်ဝါအားလုံးကျောင်းမှာပေါ့နော်ဒါညီမတို့ရှိနေတဲ့ဒါဖုန်ဖုန်ရဲ့မြန်မာဆရာတော်ရဲ့ဒီမှာကျောင်းသားလေးပေါ့နော်ဒါကျောင်းသားလေးနဲ့သူပေါ့နော်ညီမတို့ဒါမြန်မာတကာတကာမာရီယာနေပြီးတော့ဒီမှာဝက်ဆက်ဝါကျောင်းမှာရှိတဲ့ဒါထိုင်းကထိတ်ပွဲကြီးမှာမြန်မာတွေနဲ့စုပေါင်းအောင်ဝင်ကုသိုလ်ယူဖြစ်တဲ့အခမ်းအနားစီစဉ်လေးဖြစ်ပါတယ်ရှင်ဒီဟာလေးကဆိုရင်ဘုရားမှာစာသင်နေတဲ့ကျောင်းသူကျောင်းသားလေးတွေရဲ့ပြည်သူ့ရှင်ဒါတကာတကာမာရီအားလုံးကနေပြီးတော့စုပေါင်းလို့ဒါဝက်ဆက်ဝါကျောင်းတော်ကြီးမှာဒါထိုင်းကထိတ်ပွဲတော်ကြီးမှာပါဝင်ပြီးတော့စုပေါင်းကုသိုလ်ယူတဲ့အခမ်းအနားစီစဉ်ဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးများ